မြို့ကြီးပြကြီးမနီးတဲ့တော်ရဲ့ရွာတွင်တော်ရဲ့ဖာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့ကိုဘောအခြေပဲကိုတဲ့ရွယ်ငါနှစ်ကျော်10နှစ်တွင်အဖိုးရများနဲ့အစားကင်ကြပျော်ပျော်ရွှင်မမေ့နိုင်လူစေကိုစားတည်ညိတော့ရဲ့ရွာကိုပေးမြို့ကြီးပြကြီးမနီးတဲ့တော့ရဲ့ရွာတွင်တော့ရဖာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့ကိုဘွားအခြေတွင်ကိုတဲ့ရွယ်ငါနေကျော်10နှစ်တွင်အဖော်ရများနဲ့ကစားခဲ့ချပျော်ပျော်ရွှင်မမေ့နိုင်ဘူးစင်ကိုစားတီနီတော့ရဲ့ရွာကိုပေးမစစ်စားတဲ့ကိုကိုအမပေးရွယ်ရောက်လို့လာပြန်တော့ရွာမှာပြောပေးမယ်လေပြောရမှာမနေတော့ရမှာနေရမယ်လို့ဆိုရိုးစကားရဲ့ရှိခဲ့တာကြောင့်မြို့ကြီးကိုပင်ရောက်ခဲ့ပေမဲ့တော့ကတော်တွေများတော့မမေ့နိုင်ပါစေတော့မဆွေမျိုးသားချင်းလဲစင်ရရဲ့လူတွေပင်တော်သူလုံးမေ့တဲ့တငယ်ချင်းပေါင်းပြီးကိုမမေ့တော့လုံးစေခြင်းကိုခွင်တာကရင်တစ်ခါရောက်လာဖို့သာပြောမေးမယ်လေပြောရမှာမနေတော့ရမှာနေရမယ်လို့ဆိုရိုးစကားရဲ့ရှိခဲ့ဟာကြောင့်မျိုးကြီးတို့ပဲရောက်ခဲ့ပြီနဲ့တော့ကခေါ်ရများကိုတနေ့တည်းရဲ့မမေ့နိုင်ပါစေမမေ့နိုင်ပါစေတော့မဆွေမျိုးသားချင်းလက်စီရတဲ့သူတွေပင်တော့သူလုံးနဲ့တဲ့